နေတာကိုသူကြားစေမူစဲနမ်ခမ်လန်ကြောင့်ဆိုသူရဲ့ရာဇဝင်သွင်းရမဲ့သူဂီတာတွေကံဝင်အမှန်တည်းသွားလာပိုင်ရှင်ကြီးအိုးတချင်ရှင်ကြီးတောင်ပေါ်မြေအလှပများကိုစားဖွဲ့ကတီးဆိုပြလေပွင့်လင်းတာသူငကိုပြီးစားပဲဆောင်းနေဖွေဖွေတောင်တန်းလေးကြကရှမ်းပဲပုံရဲ့ဘယ်မလဲကွယ်ညောင်ညိုပင်ရိတ်မှဆိုတဲ့ချစ်စကားနဲ့အငိုလွယ်သူလွမ်းပူကိုလေသူချော့ခဲ့သူတိတ်ချစ်တဲ့စိတ်ဆိုသူနဲ့အနေရဲ့ဝေးခဲ့ရတဲ့အကြောင်းတွေပုံပြင်ကလေးတစ်ပုဒ်ပြောပြပါတန်လွယ်ရဲ့ပေးတဲ့ချစ်တွေပြန်ရစေချင်ပါတဲ့နှွေလွမ်းတမခံနိုင်သူကြီးရဲ့အတွေ့ရခက်တဲ့ဗမာမအလေးကိုစကူပန်းချစ်နဲ့တင်စားခဲ့ဆရာဦးဟာချိန်တွင်တကယ်နောင်လာခဲ့သလိုသင်္ခါရတရားဆိုတာကိုသူနာလဲလွန်ဆန်နိုင်မင်းရဲ့တဘောတွေပါပဲတကယ်သာပြန်လဲလို့ရနိုင်ခဲ့ကဘာကုန်ကျဲတွေတော့တခြင်းတွေဆိုပေးပါချစ်ရှင်ကြီးဒီတခါပတော့ပန်းများပွင့်ရင်မလွမ်းတတ်ပဲသူရှိမလဲညီပြန့်သူစပယ်ဖြူကိုပြောတယ်ချစ်သမီးနဲ့တမီးလေးမြောက်ကိုထားသွားခဲ့ပြန်ပြီပေါ့ကွယ်တွေငိုနေတာကိုသူသိစေတောင်ပြတွေငိုနေတာကို